ကျမက trend တွေ like join နေဆိုတော့အခုကမ္ဘာဖလားပွဲရာသီဆိုတော့ကမ္ဘာဖလားပွဲနဲ့ပတ်သက်တဲ့နော်ဗီဒီယိုလေးလုပ်ပြပါမယ်အဲ့တော့ကြည့်နေတဲ့ဗီဒီယိုလေးလုပ်မယ်အရင်ဆုံးပုံလိုတယ်ပေါ့နော်အဲ့တော့ပုံကကျမတို့ ChatGPT သွားပါမယ်အဲ့မှာပုံထုတ်ဖို့အတွက် prompt ကိုကျမက AI War of Angelina 241ဆိုကျမရဲ့ Telegram channel မှာတင်ပေးလိုက်ပါမယ်အဲ့ဒါလေးကို copy ကူးပြီးတော့မှပုံလေးထုတ်ပါဒီမှာကျမကဗီဒီယို AI ဗီဒီယိုထုတ်တဲ့အခါမှာဒီပေါ့နော် frame 3နည်းကိုပါတွဲပြီးတင်ပေးသွားပါမယ်အဲ့အတွက် frame 3ပြီးထုတ်မှာဖြစ်တဲ့အတွက် first frame last frame ဆိုပြီးမှ frame 3ပြီးထုတ်မှာဖြစ်တဲ့အတွက်ပုံက2ပုံလိုပါတယ်အဲ့တော့ပထမ first frame မှာကိုလုပ်ချင်တဲ့ပုံလုံးဒီပုံလေးနဲ့ထည့်မယ်ဒုတိယပုံမှာဘယ်လိုဆုံးသက်ချင်လဲလက်ခုပ်တီးပြောမှဆုံးသက်မလားအလံကိုင်းပြီးဆုံးသက်မလားအဲ့လိုပုံစံမျိုးလေးလုပ်မယ်လုပ်ရင်ပုံက2ပုံရသွားပြီရသွားပြီဆိုကျမတို့က clean AI မှာလုပ်ပါမယ်အဲ့တော့ clean AI ကိုသွားတယ်သွားပြီးလို့ရှိရင်ဒီမှာ video AI video ဆိုတဲ့နေရာလေးကိုနှိပ်တယ်နှိပ်ပြီးတော့လို့ရှိရင်ဒီမှာအလဲအားလေးကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ frame 3မှာပြတဲ့ first frame မှာပထမပုံကိုထည့်မယ် last frame မှာဒီဒုတိယပုံကိုထည့်မယ်ပြီးရင်ပထမ frame မှာကိုလိုချင်တယ်ဘာလိုချင်လဲပေါ့နော်ဒီမှာ surprise ဖြစ်သွားတဲ့ဘာညာရှိတယ် last frame ဒုတိယ frame မှာကျတော့ဒီပေါ့နော်နိုင်သွားတဲ့အတွက်ကိုအားပေးတဲ့တင်ကနိုင်သွားတဲ့အတွက်အဲ့လိုပုံစံမျိုးလေးလုပ်ပါမယ်အဲ့ရေးလိုက်မယ်ပေါ့နော်ရေးလိုက်တဲ့အခါမှာဆိုရှင်ရပြီဆိုလို့ရှင်ဗီဒီယိုထုတ်လိုက်လို့ရှင်ထွက်ပါတယ်အဲ့တော့ clean AI ကနည်းနည်းလေးဆိုလို့ရှိရင် account တစ်ဖွင့်ရင် free လုပ်လို့ရပါတယ်အဲ့တော့ clean AI မရဘူးဆိုရင် clean AI ဝယ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင် video တစ်ပုတ်တည်းမို့လို့လုပ်ချင်တယ်ဆိုလို့ရှင်ပဲဖြစ်ဖြစ်လာပြောမှမေးလို့ရပါတယ် premium ECC 2လေးဆိုတဲ့ဒီ Telegram ကောင်းပါပေါ့နော်